အမရပူရမလို့ဆံလူတော်အသင်းတော်ဖွဲ့ပြီးမှပထမအချိန်သာသနာနဲ့လူတော်မျိုးလူတိုင်းချင်းအထိတ်မှဓမ္မသဘင်အခမ်းအနားဝယ်ဝရပူရမျိုးသင်္ဃာဆောင်ရဥနေဝေတော်ခင်တဲ့ဝဲအချိန်ပေါင်းဆက်မိသားစုနဲ့နမရောရကိုအောင်မခင်တဲ့ဝေရွှေလဲရဒီစေမိသားစုမနဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအပြစ်ကိုကုစားခြင်းအကြောင်းတရားတွေနာတော့ဒီကနေ့ညဝါရမေခန္ဓာကိုရှင်ဘုန်းတော်တခင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာတော်ကိုအာယုပြုအာတိပြုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကဘာဂောတိဟိပိယပမေယံကာလံကရောတောအတိဒုက္ခရာတိခေရံကတောလောကဟိတယနာထောနမောမာကာရုဏိကတ္တတတ္တာယောနာထောဝိနိယမြတ်စွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုန်မောင်ခါသည်ဖြင့်နာထမိညာခြင်းရှင်တော်မြတ်ဗျာသည်ကပ္ပလောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအမေမေယရေပေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသိချင်းတိတ်တိကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာအသက်ရှင်တဲ့အင်္ဂါမေတ္တာကြီးမှသမိတာနှင့်သဒ္ဓါသတိဆွဉ္ဉ္ဤဟုစေတိထဝေ50အစုအလုံးခဲရင်တော်မူလို့ကိုကရောတော်ဘုရားဖြစ်ရန်ဒီတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရလေးချင်းမျက်လုံးအသက်ဆုံးလည်းရနှလုံးစိတ်ဝံကိုရောဤဓမ္မခြင်းတို့ကတောဝန္ဒနာချိန်ကညာစွာရောက်တော်မူခဲ့ရအစာလေးသည်မဟာကာရုဏိကတ္တတ္တဝါများယဝေတာကေတုသနာဖြစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောကတ္တနာကတ္တဝိတ္တရာများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဘုံဘုံခါသည်ဖြင့်နာထပညာထိုရှင်တော်မြတ်ဗျာအားနမောယတိကြောင့်ပြောမံကိုလျော်ဖြင့်ကရောယောကျိုးရှိခိုးခြင်းသည်အထုကဝတုစင်စစ်မသိဖြစ်ပါစေတည်းအပြစ်ကိုကုစားခြင်းလောကမှာပုရုษပုဂ္ဂိုလ်တွေအနေနဲ့ဖြစ်မှုတစ်ခုကိုကျွလွန်ပြီးတတ်ကြအမှန်မသိတဲ့အဝိဇ္ဇာပုံမှန်မှုရှိမှကောင်းမှုထားတဲ့တဏှာရဲ့သွေးဆောင်မှုကြောင့်မလုပ်တဲ့အလုပ်တွေကိုလုပ်ပြီးတာအကုသိုလ်မှုတွေကျွလွန်ပြီးတယ်သူစရိုက်အလုပ်တွေလုပ်ပြီးပြစ်မှုတစ်ခုကျွလွန်ကြမကောင်းတဲ့အကုသိုလ်တွေလုပ်ပြီးတယ်အဲ့လိုမကောင်းမှုအကုသိုလ်တွေလုပ်ပြီးလို့ရှိရင်ဘာသာတရားအသီးသီးမှာအဲ့ဒီအကျင့်တွေကလွတ်နိုင်တယ်ဆိုတဲ့မိလန်းရှိတယ်လို့မလွတ်နိုင်ဘူးဆိုတဲ့ဆိုမိတ်တွေလည်းရှိတယ်ဘုန်းကြီးတို့တွေဘုရားမြတ်စွာဘုရားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာပြစ်မှုဟာကုစားလို့ရသလားလို့ဆိုလိုတာကပြစ်မှုဆိုဒီမှာကိုလုံးမိတဲ့အကုသိုလ်ကံတွေအဲဒီအကုသိုလ်ကံတွေရဲ့အကျိုးကိုမခံစားရအောင်အကုသိုလ်ကံတွေကိုကျော်လွှားနိုင်သလားသို့မဟုတ်အကုသိုလ်ကံတွေကိုဖယ်ရှားပြလို့ရမလားဒီမိဂုံးရဲ့အဖြေကိုရှာဖွေကြရလူတိုင်းဟာအဝိဇ္ဇာဆိုတဲ့
အမောင်ဆုံးထားတဲ့အတွက်ကြောင့်အမှားကိုအမှန်ချင်းချင်းအမှားကိုအမှန်ကိုအမှားမြင်ခြင်းဆိုတဲ့အသိဉာဏ်ရဲ့မစွရောက်မှုကြောင့်မှားရတဲ့ပြုမှုတွေအကုသိုလ်ပြုမှုတွေလုပ်ပြီးတတ်တယ်အဲ့လိုလုပ်ပြီးတာကတော့ပုရိသေတ္တဝါတို့ရဲ့အနေထားတစ်ခုပေါ့အဲ့ဒီမှာဘာသာတရားတွေမျိုးမျိုးပေါ်ထွန်းခဲ့တယ်ဘုရားမြတ်စွာဘုရားလက်ထက်တော်ကာလတော်ကတော့ပေါ်ထွန်းခဲ့တဲ့ဘာသာတရားတွေကဆရာအဆုံးအမတွေနဲ့ဒီပြစ်မှုတွေကလွတ်စေနိုင်တဲ့နိလန်းတွေကိုဟောပြတာရှိတယ်အဲ့ဒီတည်းပဲအကရိယဝါဒဘာသာလို့ခေါ်နိုင်တဲ့ပုရဏကတ္တဝရဲ့အဆုံးအမအရာသာလောကဆိုတာလူတွေကရှင်းနေကြတာတဲ့ပြစ်မှုဆိုတာမရှိဘူးဆိုလိုတာအကုသိုလ်ဆိုတာမရှိဘူးမရှိလို့အကုသိုလ်ကိုလုပ်လို့မရဘူးလို့လုပ်လို့မရဘူးဆိုတဲ့အကရိယဝါဒကိုဟောထားတာဖြစ်တော့ကြောင့်သူ့အနေနဲ့ကတော့ပြစ်မှုကိုကျူးလွန်ခြင်းပြစ်မှုကိုကုစားခြင်းဆိုတာလုပ်เสียဘာမှမလုပ်ဘူးပြစ်မှုဆိုတာငကိုယ်တည်းကမရှိဘူးမရှိတဲ့အတွက်ကြောင့်ဒီအဖြစ်တွေကလွတ်ခဲ့အောင်သစုံတရားလုပ်เสียအကြောင်းမရှိဘူးဒီလိုဘာသာတရားလည်းရှိခဲ့တယ်ပေါ်ထွန်းလာခဲ့တခါမဂ္ဂရိဘောဓနာကြီးရဲ့အဟိတကဝါဒတော့သန္တာရသုတ်တိဝါဒအရာလည်းဘာတစ်ခုမှလုံးเสียမလို့လူတွေရဲ့လုံးဝစွမ်းအားဆိုတာကျုံမသက်ရောက်ဘူးတန်တရားကိုဆုံးတဲ့တနေ့မှာဆင်းရဲဒုက္ခတွေကအလုံးလွတ်ကြမှာပဲဆိုတဲ့ဒီနဲ့အဖြစ်ကိုကုသရတယ်ပြောသွားဒီခုနဲ့ဒီခုမတူညီကြဘူးပေါ့နော်အဲ့ဒီခေတ်မှာပေါ်ထွန်းခဲ့တဲ့ဘာသာတစ်ခုနိခန္ဓဘာသာလို့ဒီလိုပြောလို့ရတယ်အဲ့ဒီနိခန္ဓဘာသာကတော့ဒီကနေ့ခေတ်မှာတော့အိန္ဒိယနိုင်ငံမှာချိန်ဝါဒလို့ခေါ်ချိန်ဆိုတာစိလဆိုတဲ့စကားလုံးပါလားစိလဆိုတာသူတို့ကိုသူတို့ကိလေသာအလုံးကိုအောင်မြင်ပြီးတဲ့ပုဂ္ဂိုလ်တွေတို့မှာကိလေသာဆိုတဲ့အနှောင်ဖွဲ့တွေမရှိဘူးလို့ယူဆဟောပြောကြတဲ့ပုဂ္ဂိုလ်သူတို့ကိုသူတို့အောင်မြင်မှုဆိုတဲ့အဓိပ္ပာယ်နဲ့သူတို့ရဲ့ခေါင်းဆောင်လုပ်တဲ့နိကန္ဒတန္တဗုဒ္ဓပါဠိစာပေကနိကန္ဒတန္တဗုဒ္ဓလို့ခေါ်တယ်သို့သောသူတို့စာပေရပြောမယ်ဆိုရင်တော့မဟာဝီရလို့ခေါ်ဝဋ္ဌမာနမဟာဝီရသူကစတုယမှာတဝရဆိုတဲ့ဘုကိုချမှတ်တာလေးတဲ့လေးဌာနစောင့်စည်းခြင်းဆိုအကုသိုလ်နဲ့ပတ်သက်ပြီးတော့လောကရှောင်ခြင်းနဲ့မိစနစ်ကိုခေါ်ထုတ်ပြီးသူကတော့ပြစ်မှုဆိုတာရှိတယ်လို့သတ်မှတ်ဒီချိန်ဝါဒသို့မဟုတ်နိဂန္ဓဘာသာကတော့ဒီကနေ့ဖြစ်တောင်မှပဲအိန္ဒိယနိုင်ငံမှာ1050ပဲဖြစ်ပြီပေါ့အဲ့ဒီဘာသာတရားရဲ့အဆိုအရပြစ်မှုကိုဘယ်လိုကုစားမလဲလို့ဆိုသူဟောပြောတဲ့ဒေသနာသူ့ရဲ့ဟောပြောချက်ကိုမြတ်စွာဘုရားကကာမနိတန်ယုတ်သင်္ခါရမတုတ်မှာသူ့ရဲ့တပိတ္တဥထာဏနေပြီးတော့မြတ်စွာဘုရားကဘေးပြန်လို့သူ့ရဲ့တပိတ္တဥပြန်ပြီးတော့ပြောတဲ့ဒီအပြစ်နဲ့ပတ်သက်တဲ့သူ့ရဲ့ဒေသနာတစ်ပုဒ်ပေါ့ဟောပြောချက်ရှိတယ်သူ့ရဲ့ဟောပြောချက်အရာဆိုလို့ရှိရင်ပြစ်မှုကျူးလွန်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအပြစ်ကိုကုစားဖို့မဖြစ်နိုင်ဘူးညှော်လင်းချက်မရှိဘူးပေါ့အဲ့ဒီမှာမြတ်စွာဘုရားကနာဂနာမြို့မှာသတင်းသုံးနေတဲ့အချိန်
အတိပန္နကပုဒ္ဒလို့ခေါ်တယ်ရွာကြီးသို့မဟုတ်အဖက်ကောင်းဆောင်တယောက်ကာမဏိဆိုတာခေါင်းဆောင်ပိုင်းရွာကြီးရွာကိုဥဆောင်နေတဲ့ရွာကြီးရွာလူကြီးပေါ့ဘုရားရှိလာတယ်သူကနိခန္ဓဘာသာကိုပို့ပဲတယ်ပေါ့ဒီနေရာမှာမြတ်စွာဘုရားကမေးလိုက်တယ်နိခန္ဓနာတပုဒ္ဒကသူ့ဘာသာကိုပို့ပဲတဲ့ဘာသာဝင်တွေကိုဘယ်လိုခေါ်ပြောတယ်လဲပြည့်မှုနဲ့ပတ်သက်ပြီးဘယ်လိုခေါ်ပြောတယ်လဲလို့မြတ်စွာဘုရားကမေးလို့သူပြောတဲ့စကားလေးကဘယ်လိုတော့ဆိုယောကောစိပါဏပฏิပါတေတိသဘောသောအပါယိကောနေရိကောသူပြောတဲ့အဓိပ္ပာယ်ကနိဂန္ဓတတဗုဒ္ဓကခေါ်တယ်သူများအသက်သတ်ခြင်းလို့ဆိုတဲ့ပါဏာတိပါဒပြစ်မှုတစ်ခုကျွလွန်သူမှန်တယ်အပေကြမယ်ငဲကြဆိုတော့ကုသလို့မရဘူးဆိုပြီးပြောပါဏာတိပါဒလုံးသူတိုင်းငဲကြမယ်ဒီလိုဟောတယ်ဒီပြစ်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းယောကောစီအတေနမာတိယေတိသူများပစ္စည်းတရားခိုးယူတဲ့ပုဂ္ဂိုလ်တွေတရားယူတဲ့ပုဂ္ဂိုလ်ခိုးယူတဲ့ပုဂ္ဂိုလ်တိုက်ယူလူယူတဲ့ပုဂ္ဂိုလ်အားလုံးသဘောသောအပါယိကောနေရီကောအပေရောက်မဲ့လူတွေနေရရောက်မဲ့လူတွေယောကောစီကာမေတုဘိက္ခာစရတိကာမဒိဋ္ဌာမှာမမယဉ်ပြုခြင်းတဲ့ပုဂ္ဂိုလ်တွေသဘောသောအပါယိကောနေရီကောအလုံးဟာအပေငယ်ရဲ့သွားမဲ့လူတွေပဲယောဂောစိဘုဒ္ဓပဏတိသဘောသောအပါယိကောနေရီကောလိန်ပြောတဲ့လူမှန်တယ်ဗျအပေငယ်ရဲ့ကြမယ်လို့ဒီလိုခေါ်တယ်နောက်ဆက်ကသူကပြောမဲ့သေးလေလို့ဆိုယံဘဟုလံယံဘဟုလံဝိဟရတိတေဒနိယတိသူပြောနေတာကအဖြစ်များတဲ့အရာကသူ့အပင်ငယ်ပို့သွားလိုက်တယ်ဖြစ်များလို့ဒီအကုသိုလ်အမှုတွေအဖြစ်တွေနဲ့များရာကနေအပင်ငယ်ကိုပို့တော်မှာလို့ယံဘဟုလံယံဘဟုလံဝိဟရတိတေဒနိယတိဆိုတဲ့စကားလေးတစ်ချက်ဆိုလိုတာကအကုသိုလ်လုပ်တဲ့အချိန်လေးများလေလေအပင်ငယ်ရောက်လေလေများတဲ့အရာကနေအပင်ငယ်ပို့ဆောင်တော့မှာပဲဒီလိုဟောပါတယ်လို့ဒါမိဂန္ဓဘာသာရဲ့ဟောပြောချက်တွေဒီကနေ့ခေတ်မှာကျတော့ဘာတွေပြောနေကြတယ်ဘယ်လိုပြမှုတွေကျွလွန်သာဝရဘုရားတခင်တော့မဟုတ်သူတို့ကိုယ်ပဲတဲ့ဘုရားတခင်ကိုယုံကြည်မယ်ကိုယ်ပဲဘုရားရဲ့အမည်နာမတော်ကျွတ်ဆိုမယ်ဆိုလို့ရှိရင်အပေအားလုံးကလွတ်မြောက်တယ်ဒါသူတို့ကုသားလေးဒီကလေးခေတ်သားလေးကဘယ်လိုပြောလဲဘုရားရဲ့အမည်နာမတော်လေးတန်းတားလိုက်တာနဲ့အပေငယ်ကလွတ်သွားတယ်ဆိုတော့ဖြစ်နိုင်ရင်တော့အလွန်ကောင်းဖြစ်မဖြစ်ဆိုတာဘယ်သူမှအမှန်တရားမရှိဘူးတချို့ကဘုရားဘာသာဘုရားကမကယ်တင်ဘူးကယ်တင်တဲ့ဘုရားကိုယ်ပဲမယ်ဆိုတော့တချို့လူတွေကလည်းအဟုတ်ထင်ပြီးတော့ကယ်တင်တဲ့ဘုရားကိုယ်ပဲကယ်တင်တယ်ဆိုတာအပြောတတ်တဲ့တကယ်ရောကယ်တင်နိုင်ကြလားလို့ဆိုအမှန်ကန်ရှိတာအဲ့တော့တခြားဘာသာဝင်တွေက
ဖြစ်မှုတွေထိုဖြစ်မှုတွေအဲ့ဒါနီလန်းတွေကခဏခေတ်သင်ရှားနေတဲ့ဘာသာတရားတွေအရာဆိုရင်တော့အလွန်လွယ်ကူတာပဲလုပ်ချင်တာလုပ်တရားကိုယုံကြည်တယ်ကိုယ်ွယ်လိုက်တာနဲ့ပြစ်မှုတွေကလွတ်သွားတယ်ဆိုအလွန်လွယ်တဲ့အားတစ်ခုပဲဘုရားဘာသာမှာတော့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကသဘာဝတရားကိုသာခေါ်တာတကူရှင်နဲ့အနေနဲ့ဟောတာမဟုတ်ဘူးတကူကိုအသုံးချတာမဟုတ်ဘူးသဘာဝတရားကိုခေါ်တာသဘာဝတရားတစ်ခုကသဘာဝတရားတစ်ခုဖြစ်ပြင်ပြောင်းလဲသွားတဲ့ဤစနစ်ကိုပေးတယ်ဒါကလက်တွေ့အဖြစ်နဲ့အမှန်တမ်းသဘာဝကြလက်တွေ့ကြတဲ့အလုပ်တစ်ခုသဘာဝချင်းမှာကုသလို့ရဥမာမဲ့ပူလို့ရှိရင်အေးပေါ့အေးနဲ့အပူအေးလို့ရှိရင်အပူကိုရှာပူလို့ရှိရင်အေးကိုရှာဒါသဘာဝချင်းတော့ဘယ်ရာပဲဖြစ်ဖြစ်သဘာဝတရားတစ်ခုကသဘာဝတရားတစ်ခုအပြန်အလှန်ထိမ့်ညှိပေးတဲ့ဘောတွေပဲဖြစ်အဲ့တော့ဘုရားတရားတော်အရာဘုရားဘာသာမှာဆိုရင်အပြစ်ကိုကုစားခြင်းလို့ဆိုမရှိဘူးလားရှိတယ်ခဏပြောတဲ့နိဂန္ဓဘာသာအရာဆိုလို့ရှိရင်ညောင်လင်းချက်မရှိဘူးသူများတဲ့တတ်မိတဲ့ပုဂ္ဂိုလ်တယောက်အပင်ငယ်ကြမှာပဲသူများဥစ္စာဖုံးမိတဲ့ပုဂ္ဂိုလ်လည်းအပင်ငယ်သွားမှာပဲဒါပေမဲ့မိစ္ဆာသာရပြည့်မှုကျွလွန်တဲ့ပုဂ္ဂိုလ်လည်းအပယ်သွားမှာပဲဘုဒ္ဓဘာသာကျွလွန်တဲ့ပုဂ္ဂိုလ်လည်းအပယ်သွားမှာပဲကုစားလို့မရဘူးအဲ့ဒီဘာသာအရာဆိုတော့ hopeless ပေါ့ဘာမှမျှော်လင့်ချက်မရှိဘူးကုစားတဲ့ဒီလည်းမပါဘူးပေါ့အမှားတဲ့ခုပြင်းတဲ့ဒီစနစ်မရှိဘူးပြောအဲ့ဒီမှာမြတ်စွာဘုရားကထောက်ပြတယ်အေးနိဂန္ဓဘာသာအရာဆိုလို့ရှိရင်တဲ့ဝေဘာသတ်စစ်ကြယံဘဟုလံဝေရတိတေနနိယတိဆိုအနေများတာကနေပြီးတော့ချုပ်ပြေးပေးတော်မှာပဲလို့ဒီလိုပြောတဲ့အခါကျစဉ်းစားကြည့်ပေါ်တဲ့ရသော်ရစဉ်းစားခိုင်းတယ်သဘာဝကြမကြယုတ်တိရှိမရှိဒီတုတ်တံမှာရသော်ရနိဂန္ဓဘာသာကိုဝေဖန်ပြီးတော့ပြတာဘာနာတိပါဒလုံးမှန်သမျှအပင်ငယ်သွားမယ်ဆိုတဲ့ဒီခေါ်ပြောချက်ညားလေးအပယ်ပို့လေးဆိုတဲ့ဒီခေါ်ပြောချက်ညားရကနေဆောင်းသွားတယ်ဆိုဒီခေါ်ပြောချက်နဲ့ပတ်သက်ပြီးရသော်ရဘာထောက်ပြတော့သူစကားအရာများလို့သွားရမယ်ဆိုလို့ရှိရင်အနေများတဲ့အကုသိုလ်ကြောင့်သွားရမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်ဘယ်သူမှအပင်ငယ်ရောက်မှာမဟုတ်ဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ကဲလူတွေကိုပဲဆန်းစစ်ကြည့်သူများအသက်တတ်နေတဲ့အချိန်နဲ့သူများအသက်မတတ်တဲ့အချိန်ပဲဟာကများတော့စဉ်းစားကြည့်နော်။ဒီနေ့မှာ24နာရီရှိတဲ့ဆိုရင်24နာရီလုံးသူများအသက်တတ်နေတာဟုတ်ကဲ့မဟုတ်ဘူးအဲ့နေတဲ့အချိန်တွေကအများကြီးတခြားချိန်တွေလည်းအများကြီးအဲ့တော့သူများတဲ့တတ်တဲ့အချိန်ကများလားမတတ်ခဲရှောင်ကျဉ်နေတဲ့အချိန်ကများလားလို့ဆိုရှောင်ကျဉ်တဲ့အချိန်ကများနေတယ်အဲ့တော့များရတာနေဆောင်သွားမယ်ဆိုလို့ရှိရင်တော့မတတ်တဲ့အချိန်တွေကများနေတဲ့အတွက်ကြောင့်ပါဏာတိပါဒပြည့်မှုအရာဘယ်သူမှငရဲကြမှာမဟုတ်ဘူးတဲ့ရသော်သာဝိပန္နထို့သူပဲသူမြတ်ပစ္စည်းခိုးတဲ့အချိန်နဲ့သူမြတ်ပစ္စည်းမခိုးတဲ့အချိန်ဘယ်အချိန်ကများတော့ဆိုရင်မခိုးတဲ့အချိန်ကများတာတွေ့ကြည့်အဲ့ဒါဆိုရင်ဘယ်သူမှငရဲကြမှာမဟုတ်ဘူးတဲ့သူတို့ကသာမယာစော်ကားတဲ့အချိန်နဲ့မစော်ကားတဲ့အချိန်ဆိုရင်မစော်ကားတဲ့အချိန်ကများတယ်လိမ့်လေစကားပြောကြတဲ့အချိန်နဲ့လိမ့်လေစကားမပြောကြတဲ့အချိန်တစ်ခုမပြောတာကများတယ်ပြောတဲ့အချိန်ကနည်းတယ်ပေါ့အဲ့ဒါဆိုရင်ဘယ်သူမှအပင်ငယ်ကြမှာမဟုတ်ဘူးလို့ရသော်ကဒီလိုထောက်ဟောဖို့ဟောနည်းကိုကမတူညီတဲ့သဘော
မြတ်စွာဘုရားကဟောတာကဒီပုံစံနဲ့မဟောဘူးပါဏာတိပါတောနိရယသံဝတ္တနိကောအပါယသံဝတ္တနိကောပါဏာတိပါဒစေရနာပါဏာတိပါဒပြည့်မှုသည်အပယ်မှာဖြစ်စေနိုင်တယ်နေရကြစေနိုင်ကြမယ်လို့ပြောတာမဟုတ်ဘူးကြားစေနိုင်တယ်လို့ပြောနော်ဆိုလိုတာကဒီပြည့်မှုကဒီပြည့်မှုကိုခံရရင်တော့အပယ်ငယ်ကြနိုင်တယ်လို့ဒီလိုပြောတာအပယ်ငယ်ကြားရမယ်လို့ဟောတာမဟုတ်ဘူးများတော့ကြားကြပါကြပါလေဘာဖြစ်လို့လဲဆိုတခြား၆ထားစရာအကြောင်းတရားတွေကအများကြီးရှိသေးတယ်တစ်ခုတည်းနဲ့တွက်လို့မရဘူးထို့တူပဲအရိဒဒါရကာမိစုပိစာစာရမုတ္တပါလားအကုသိုလ်တွေမှန်တယ်ဗျအပေကြရမယ်လို့ဒီလိုဟောတာမျိုးမဟုတ်ဘူးအပါယတောင်းတတိကောအပေပုံမှာဖြစ်စေနိုင်တယ်နေရတောင်းတတိကောငရဲပုံမှာဖြစ်စေနိုင်တယ်တိရိစ္ဆာနတောင်းတတိကောတိရိစ္ဆာန်ဘဝဖြစ်စေနိုင်တယ်ဒီလိုပဲခေါ်ခဲ့တာအဲ့တော့ဟောပြောဖို့ညာအမှန်မှပွားအခြားအကြောင်းတွေကိုမြစ်ပယ်ထားတာမဟုတ်ဘူးအခြားအကြောင်းတွေကိုခက်ခဲပြီးတော့ဟောကြားတာအဲ့တော့မြတ်စွာဘုရားဝေဖန်ဆန်းစစ်ပြီးတော့ဒီအကုသိုလ်ပြစ်မှုတွေအမှန်မသိတဲ့အဝိဇ္ဇာကြောင့်အကုသိုလ်တရားတွေရဲ့သံမိုးနှိမ့်ဆက်ဖို့ကြောင့်ပြစ်မှုတစ်ခုကျွလွန်ပြီးပြီဆိုရင်ဘုရားတရားတော်ရလွတ်မြောက်စေတဲ့ဒီစနစ်တွေပေးတာဒါကြောင့်ဩမတ္တကရောတိုးတဲ့မှာလည်းရှိတယ်လေထိုအပြစ်တို့ကိုပျောက်ပါစေတဲ့အကျိုးမှာဆိုကရောချင်းတောင်းပန်ခြင်းဝန်ချခြင်းဟာလည်းပဲအပြစ်ကိုကျော်ပါစေတယ်ပတ်ရောက်စေဒီနေ့ကျွလွန်တဲ့ပြစ်မှုတစ်ခုကျော်ပါပတ်ရောက်စေဒီနေရာမှာပြစ်မှုဆိုတာနှစ်ခုခွဲခြားပြီးတော့မှတ်သားလို့လုပ်တယ်ပေါ့တစ်ခုကဘာလို့ဆိုအာရမ္ဗစလုံချင်းကြောင့်ဖြစ်လာတဲ့အကုသိုလ်ကတစ်မျိုးဝိပတိတာရသလုံပြီးတဲ့အပေါ်မှာနောက်ကကုပန်းနေခြင်းကြောင့်ဖြစ်တဲ့အကုသိုလ်ကတစ်မျိုးအဲ့ဒီအကုသိုလ်တစ်မျိုးထဲမှာလုံချင်းကြောင့်ဖြစ်တဲ့အကုသိုလ်ကလုံပြီးသွားပြီအခွင့်ပါရင်တော့အပေကိုကျိုးပေးမှာပဲအခွင့်မလာရင်တော့မပေးနိုင်ခွင့်တာရင်သူအပေကိုကျိုးပေးကံတရားဆိုတာသဘာဝသဘာဝတရားဆိုတာ natural law ပေါ့ the law of nature သဘာဝတရားကြီးဟာသူ့ရဲ့ဆောင်ရွက်မှုလိုက်သို့တော့အခြားအကြောင်းတွေရှိသေးတယ်ဆက်တဲ့ဆက်ရတဲ့အကြောင်းများရှိတယ်အာရမသလှုပ်ချင်းကြောင့်ဖြစ်တဲ့အကုသိုလ်ကပြင်လို့ရတဲ့အကုသိုလ်မဟုတ်ဘူးလှုပ်ပြီးသွားပြီလှုပ်ပြီးသွားတာကိုမလုပ်ရသေးဘူးလို့ပြောလို့မရဘူးလှုပ်ပြီးတာဟာလှုပ်ပြီးတာပြည့်လို့ပြဒါဖြင့်ကြော့တယ်ဝန်ချတယ်ဆိုတာဘာကိုပြောတာလဲဝိပတိတာရသလုံးပြီးတဲ့အပေါ်မှာနောက်ကပူပန်ပြီးတော့အကုသိုလ်တွေတိုးပွားနေတာမျိုးအဖြစ်ရအောင်စိတ်နှလုံးအေးချမ်းတော့အောင်တောင်းပန်လိုက်တယ်ဝန်ချလိုက်တယ်အဲ့လိုတောင်းပန်ဝန်ချခြင်းဖြင့်ဒီပြစ်မှုအတွက်နောက်ထပ်မတိုးတော့ဆိုလိုတာကလူတွေဟာအတိုးနဲ့ငွေချေးထားတယ်အတိုးနဲ့ငွေချေးထားလို့ရှိရင်လာရှိသမျှနှစ်ရှိသမျှအတိုးကတက်နေမှာပဲအဲ့ဒီတက်နေတဲ့အတိုးကိုမတက်အောင်မလုပ်အောင်လို့ဆိုအတိုးကိုရဆိုင်ပြရမှာပေါ့အဲ့ဒီလိုရဆိုင်လိုက်လို့ရှိရင်အတိုးမတက်လို့ရှိရင်အများကြီးတက်တာပါပေါ့အဲ့ဒီသဘောမျိုးပဲဝိပရိတာရသအကုသိုလ်ရဆိုင်ပါအောင်လို့
ကောင်းပါလေဝန်ချတယ်ဆိုတာလောက်လိုက်ပြီးတဲ့ကြောင့်နောက်တော့ပူပန်မှုဆိုတာကြောင့်တိုးလာတာမျိုးမလာတော့ဘူးမလာတော့ဒီအတွက်ကြောင့်ကောင်းတာတွေကိုဆက်လုပ်ခြင်းအပြင်အာရမစအကုသိုလ်အားလည်းပဲတစ်ချိန်ချင်းကောင်းတာတွေကလွှမ်းမိုးသွားတဲ့အခါဘေးရောက်တဲ့ရောက်သွားတာဒီလိုဆက်လို့ပေါ့နော်အကောင်းတွေကလွှမ်းမိုးလာတဲ့အခါအဆိုးတွေကဘေးကိုရောက်သွားအကျိုးပေးဖို့သူ့မှာအခွင့်အလမ်းအခြေအနေတွေမပေးတော့ဘူးကြောက်တော့တာတော့မဟုတ်ဘူးအကျိုးပေးဖို့အခြေအနေတွေမပေးတော့ဘူးလို့ဆိုအဲ့ဒါကြောင့်မလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအပြစ်ကိုကုစားတဲ့နည်းကိုဒီမှာဟောပြောထားတယ်တခြားဘာသာတွေကဟောပြောထားတဲ့ဒီနိဂန္ဓဘာသာရဲ့အဆိုရဆိုလို့ရှိရင်အလုံးမှာအပင်ငယ်ကြကြပါတယ်သူ့ရဲ့တာဝကတွေကသူတို့ဘုရားကိုယုံကြည်သည့်အတွက်ကြောင့်သူတို့ဘုရားစကားအတိုင်းဘုရားကအတိအကျကြီးဟောထားတယ်ပါဏာတိပါဒလုတ်တုမန္တမြအပင်ငယ်ကြမယ်အာရိဏန္ဒနာလုတ်တုမန္တမြကာမိတုမိစ္ဆာသာရလုတ်တုမန္တမြဘုဒ္ဓဝါဒလုတ်တုမန္တမြအပယ်ကြမယ်လို့ဒီလိုဟောထားတာကြီးကိုယုံကြည်ပြီးတော့စိတ်ထဲမှာဆွဲနေလို့ရှိရင်ဘာဖြစ်ဆွဲနေတဲ့အခါဒီဆွဲပြီးတော့အမှန်လို့ထင်နေတဲ့အထင်အမြင်ကြီးကြောင့်ဒီစိတ်နဲ့သိလို့ရှိရင်ဧကနိကဖြစ်ပါတယ်ငါတော့ဒုက္ခရောက်တော့မှာပဲဆိုတဲ့ဆိုရင်စိတ်နဲ့သိပြီးအတွက်ကြောင့်သူပြောတဲ့အတိုင်းအပင်လေးရောက်တော့မှာပဲဘာလို့လဲဆိုတော့စိတ်ကဒီလိုခင်ပြီးတော့စိတ်ကဒီလိုနှောင်းမို့ထားတာဟုတ်ဒါကြောင့်မို့သူ့စိတ်ကိုနှောင်းမို့ထားတဲ့အယူဆကြီးတစ်ခုကြောင့်သင်လည်းအပင်လေးကြာရောက်သွားနိုင်တယ်လွတ်လပ်ရှိတော့အဲ့ဒါကြောင့်မို့လို့ဒီနိဂန္ဓဘာသာဝင်တွေပြစ်မှုတစ်ခုကလွတ်ဖို့ဆိုတာအမှန်မှခင်းရဲသွားအပြစ်ကိုကုစားတဲ့ဤစနစ်မရှိဘူးဘုရားဟောထားတဲ့အတိုင်းမကောင်းတာလို့ရင်မကောင်းတဲ့ပုံရောက်မှာပဲဆိုရင်အစွဲကြောင့်ပေါ့ဒီစိတ်ဆွဲခြင်းနဲ့သိတဲ့အခါအပင်ငယ်ရဲ့ကြာပါတယ်အမှန်သိတော်မူတဲ့ဘုရားမြတ်စွာကတော့ဒီလိုမဟုတ်ဘူးဘုရားရဲ့ဂုဏ်အကြီးချင်းတွေရှိတယ်ကိလေသာတွေဖယ်ရှားလိုက်တဲ့အရဟံကိလေသာတွေဖယ်ရှားလိုက်တဲ့ဒီအတွက်ကြောင့်အမှန်တရားကိုကိုယ်တိုင်သိတဲ့သမ္မာသမ္ဗုဒ္ဓအချင်းတရားနဲ့ပြည့်စုံတဲ့အသိဉာဏ်နဲ့ပြည့်စုံတဲ့ဝိဇ္ဇာသရဏပပ္ပန္နမိမိကိုယ်တိုင်စိတ်သုံးပြီးတော့အောင်မြင်ကြောင်းရောက်တဲ့သုက္ကတလောကအကြောင်းစုံစုံစိတ်ကျွမ်းကျင်မရှိအောင်သိတဲ့လောကဝိသုဒါကြောင့်မလို့ဆုံးမသွန်သင်တဲ့နေရာမှာအသာဆုံးဖြစ်တဲ့လောကရောပုရိသဓမ္မအသာဆုံးဖြစ်တဲ့အတွက်ကြောင့်လူရောနတ်ကသရဝါရီရဲ့ဆရာဖြစ်တယ်လမ်းညွှန်မှုကိုပြုနိုင်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်များဖြစ်တယ်တဏ္ဍာဒီဘောလုပ်တယ်အားလုံးကိုအသိဉာဏ်ပေးနိုင်တဲ့ဘုရားဘုံကံကြီးမားတဲ့လွှမ်းမိုးနိုင်တဲ့စွမ်းရည်တွေရှိတဲ့စကားဒါကဘုရားလက်စုမှာရှိရမယ့်အရေးချင်းတွေကိုဟောပြတယ်အဲဒီလိုအရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သူတော်သူမြတ်တို့လောကမှာပေါ်ထွန်းလာပြီဆိုတဲ့အခါသူကမှန်မှန်ကန်ကန်ဟောပြောတာခုနလိုယောဘောစိပါဏမတိပါတေတိသဘောတော်နေရီကောအပါယီကောနေရီကောပါဏာတိပါဒလုံးစုမှန်များငယ်ပြမယ်လို့မဟောဘူးဘယ်လိုဟောတော့ပါဏာတိပါဒဆိုတဲ့ဒီဒုစရိုက်မှုအပြည့်မကောင်းဘူးဒါကြောင့်မို့ပါဏာတိပါဒကရှောင်ရဒီလိုပဲဟောပါဏာတိပါဒသည်အပင်ငယ်၌ဖြစ်စေနိုင်သည်ဒါကြောင့်မို့အပင်ငယ်၌ဖြစ်စေတတ်တဲ့မကောင်းမှုအကုသိုလ်ဖြစ်သောကြောင့်
ပါဏာတိပါဒကရှောင်ရအရိဏဒါနတွေပင်ငယ်နဲ့ကြားသိနိုင်တဲ့ကျင့်မှုဖြစ်တယ်ဒါကြောင့်မို့လို့အရိဏဒါနကရှောင်ရကာမိတုမိစ္ဆာစာရကရှောင်ရဘုဒ္ဓဘာသာကရှောင်ရလို့ဒီလိုဟောတာအဲ့ဒီဟောတဲ့တရားကိုနာယူပြီးတော့ဒီတရားကိုကြည်ညိုလေးစားတဲ့ဒီတရားရဲ့တတိသားတွေစဉ်းစားတဲ့အခါမှာဘယ်လိုစဉ်းစားသက်ဆောင်ဘုရားကပါဏာတိပါဒဟာပင်ငယ်ကြားသိနိုင်တယ်ဒါကြောင့်မို့ပါဏာတိပါဒကရှောင်ရဒီလိုဟောတယ်ဟောဒီအတွက်ကြောင့်ပါဏာတိပါဒပြည့်ဖို့မကောင်းဘူးငါမတော်တဆသူ့ကိုယ်သူစဉ်းစားတယ်ငါပါဏာတိပါဒပြည့်ဖို့ကိုလောက်ထားတယ်ဘုရားကမကောင်းဘူးဒီလောက်ကမကောင်းဘူးလို့ဟောတယ်ငါမှာပါဏာတိပါဒလုံမိထားတဲ့အကုသိုလ်အပြစ်တွေငါမှာရှိတယ်အဲ့တော့ရှိနေတဲ့ပြစ်မှုပေါ်မှာစိတ်ကူးနေရင်လည်းလုံတာဟာမလုံဘူးဆိုတာမဖြစ်ဘူးလုံပြီးသားဟာလုံပြီးသားပြောင်းလဲလို့မရဘူးစိတ်ကူးနေတာဟာအဖြေမဟုတ်ဘူးပြောင်းလဲလို့မရဘူးလုံပြီးသားအကုသိုလ်မလုံဘူးလို့ပြောလို့မရဘူးအဲ့ဒီတော့ဒီပါဏာတိပါဒပြစ်မှုမကောင်းဘူးလို့မြင်ပြီးတော့ဒီပါဏာတိပါဒပြစ်မှုရှောင်နေပါဏာတိပါဒဒီပါဏာတိပါဒအမှုကိုလည်းပဲစိတ်ထဲမှာမထားတော့ပဲနဲ့ဖြောက်ပြစ်တယ်တွေးပြီးတော့စိတ်ကူပန်းမနေဘူးဒီပြစ်မှုကမကောင်းဘူးနောက်မလုပ်မိအောင်တတိထားမယ်ရှောင်ခြင်းမယ်ဆိုပြီးတော့ပါဏာတိပါဒကရှောင်ခြင်းမှုကျိုးစားလို့ရှောင်ခြင်းနဲ့ဘယ်တော့မှမကျွလွန်တော့ဘူးတတိထားတယ်အဲ့ဒီနည်းနဲ့ဒီပါဏာတိပါဒဖြစ်ဖို့ဟာတော့မြောက်သွားနိုင်တယ်ရှင်များခြင်းတိုင်းဒီညာမိနိုင်ဆိုတာမကောင်းတဲ့အကုသိုလ်ဆိုတာမကောင်းတဲ့ပုံမှာထပ်ပြီးတော့တအုံလေးလေးစိတ်ကူပန်းနေလို့ရှိရင်အကုသိုလ်ကတိုးတာပဲရှိမကောင်းတာကိုမကောင်းမှသိပြီးတော့ရှောင်တယ်အဲ့ဒီရှောင်ခြင်းအားဖြင့်မကောင်းမှုတွေကရှစ်ဆက်တိုးမလာဘူးကောင်းတာတွေကိုဆက်လုပ်တယ်ကောင်းတာတွေဆက်လုပ်ခြင်းအားဖြင့်မကောင်းတာတွေကကျော်သွားပြီးတော့ကောင်းတာတွေကတိုးပွားလာတယ်ဒီနည်းတဲ့ပါဏာတိပါဒကံလွန်မြောက်သွားနိုင်တယ်လို့ဘုရားရဲ့တတိတာဝကဒီနည်းနဲ့ပါဏာတိပါဒပြည့်ဖို့ကုစားလို့ရတယ်လို့ရသော်ဗျာဒီလိုဟောတယ်အဲ့တော့ဒီဝဲကြည့်ပြည့်မှုတစ်ခုကျွလွန်မိထားလို့ဒီစနစ်တိုင်းမှတ်သားနိုင်မှန်မှန်ကန်ကန်တွေးဖို့လိုတယ်အာရိဏဒါနပြည့်မှုကျွလွန်ခဲ့တာပဲဖြစ်စေကာမေတုမိစ္ဆာသာကံကျွလွန်ခဲ့တာပဲဖြစ်စေဘုဒ္ဓဝါဒကျွလွန်ခဲ့တာပဲဖြစ်စေဘယ်ပြည့်မှုပဲကျွလွန်ပြည့်မှုတွေကတော့မကုစားဘူးဆိုလို့ရှိရင်တော့ဒီပြည့်မှုတွေရဲ့အကျိုးတွေကတော့လာတာပဲပေါ့အဲ့တော့ကုစားလိုက်ပြီဆိုလို့ရှိရင်တော့ကောင်းတာတွေရဲ့လွှမ်းမိုးမှုကြောင့်ဒီပြည့်မှုတွေကလွန်မြောက်သွားနိုင်တယ်ကုစားလို့ရတယ်လို့ဆိုတယ်ပြောအဲ့တော့ဘုရားဗုဒ္ဓဝင်တရားရသော်ဘုရားတရားတော်ဘောပေါက်နားနဲ့ထားပြီဆိုလို့ရှိရင်မကောင်းမှုအကုသို့လုံးမိထားတဲ့ဒီပဲနောင်တပူပန်းပြီးတော့မနေနဲ့နောင်တတော့ရရမှာပေါ့မကောင်းမှုဆိုတာသိတယ်နောင်တရတယ်သို့တော့ဒါအတွက်ပူပန်းပြီးတော့စိတ်ထဲမှာအကုသိုလ်တွေထပ်ပြီးတော့မပွားစေနဲ့မကောင်းတာကိုရှောင်ကျင်ရမယ်ကောင်းတာကိုဆက်ပြီးတော့လုပ်ရမယ်ဒါဟာဖြေတယ်ကောင်းအကုသိုလ်ကုစားတဲ့ဒီနည်းပဲမမှန်ကန်ကန်တွေးတောပြီးတော့မမှန်ကန်ကန်ဆင်ခြင်စဉ်းစားခြင်းဖြင့်မကောင်းတဲ့အကုသိုလ်ကလွတ်မြောက်အောင်ကြိုးစားအားထုတ်တယ်အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာကုသိုလ်ကအားကောင်းအားကောင်းဆုံးကုသိုလ်ကတော့ဘယ်ကုသိုလ်လို့ဆိုတော့ရတ္တမေကုသိုလ်ပဲဆံကုသိုလ်တွေလည်းပထမအားကောင်းတယ်နောက်ဆုံးမှအကုသိုလ်မှန်တယ်ရတယ်ခြေမုံဖယ်ရှားနိုင်တဲ့
အဲ့ဒါတည်းမဲ့ကုသိုလ်အားကောင်းတယ်ဒါကြောင့်မို့လို့ကုသိုလ်တစ်ခုကအကုသိုလ်အနန္တကိုဖယ်ရှားပြနိုင်တယ်ဒါဘုရားဘာသာရဲ့ဒီစနစ်သာဝရဘုရားသခင်ကိုတန်တရုံနဲ့အကုသိုလ်တွေကလွတ်သွားတယ်ဆိုတာဘယ်သူမှမသိတာဖြစ်တဲ့အကုသိုလ်ကမိမိတဏ္ဍာမှာကိုအားကိုးတာကအပြင်ကိုအားကိုးတယ်အခုဟာကအပြင်ကိုအားကိုးတာမဟုတ်ဘူးဖြစ်တဲ့အကုသိုလ်တွေကမိမိတဏ္ဍာမှာဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့အကုသိုလ်ကုသိုလ်နဲ့အစားထိုးဖယ်ရှားတာပဲဒါဘုရားဘာသာရဲ့ဒီစနစ်ကုသိုလ်တရားနဲ့စားထုတ်ဖယ်ရှားလိုက်ဒီစားထုတ်ဖယ်ရှားခြင်းတွေကလည်းအတ္တမစိတ်ချပြီးတော့အတ္တမမှန်ကန်တဲ့ဒီစနစ်တို့ဒီလိုပိုက်ရဘမဟုတ်ရင်အပြောမြတာဆိုရင်ဒုက္ခရောက်လာတဲ့အခါဘယ်သူမှအခုနိုင်မှာမဟုတ်ဘူးအေးဒါကြောင့်မို့ဒုစရိုက်တရားတွေအလုံးကိုဆင်ခြင်သုံးတတ်အရိဏဒါနဆိုတာမကောင်းဘူးဒီအရိဏဒါနအမှုမကောင်းတဲ့အကျိုးတွေကိုပေးတတ်တယ်ရသော်ဘုရားကလည်းအရိဏဒါနအမှုမကောင်းတဲ့အမှုဖြစ်လို့ရှောင်ရလို့ဒီလိုဟောခဲ့တယ်သို့တော်လည်းမှာအရိဏဒါနပြစ်မှုတွေရှိနေတယ်အဲဒီရှိနေတဲ့ဒီပြစ်မှုကိုတအုံလေးလေးနဲ့စိတ်လေးနေမယ်ဆိုလို့ရှိရင်လည်းဒါကအဖြေမဟုတ်ဘူးပျောက်တော့မှမဟုတ်ဘူးဒါကြောင့်ဒီကနေ့ကစပြီးတော့ဒီအရိဏဒါနပြစ်မှုကိုငါဘယ်တော့မှမလုပ်တော့ဘူးရှောင်မယ်အဲ့ဒါလို့ရှောင်မယ်လို့စိတ်ဆုံးဖြတ်ပြီးတော့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခြင်းဟာအရိဏဒါနကံကလွန်မြောက်ခြင်းလွန်မြောက်စေတဲ့အကျင့်ပဲဖြစ်တယ်နော်ထို့တူပဲကာမိတုမိစ္ဆာစရကံကိုကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်မုဒ္ဒဝါဒကံကိုကျွလွန်ခဲ့တဲ့ပုဂ္ဂိုလ်တခြားဒုစရိုက်တွေဖြစ်တဲ့ပိတုဏဝါစာတို့ဖရုဒဝါစာတို့တမ္ပပလပတို့မနောကံတွေဖြစ်တဲ့အရိစ္ဆာတို့ဗျာပါဒတို့မိစ္ဆာဒိဋ္ဌိတို့ဆိုတဲ့ဒီပြစ်မှုတွေမိမိတဏ္ဍာမှာဖြစ်လာလို့ရှိရင်လေဖြစ်ခဲ့တဲ့အပေါ်မှာတအုံလေးလေးစိတ်လေးနေခြင်းမပြုဘဲနဲ့ဒီပြစ်မှုတွေကမကောင်းဘူးလို့ဆင်ခြင်သုံးသပ်ရမယ်ဆင်ခြင်သုံးသပ်ပြီးတော့လုံမိတဲ့အပေါ်မှာနောင်တပူပန်းနေလို့လည်းအဖြေမဟုတ်ဘူးပြင်လို့လည်းမရဘူးဒါကြောင့်ဒီပြစ်မှုမျိုးနောင်မဖြစ်အောင်ဆောင်စည်းမယ်ဆိုတဲ့မှန်ကန်တဲ့အတွေးနဲ့မှန်ကန်တဲ့လုပ်ရတဲ့ဒီအကုသိုလ်တွေဖယ်ရှားခုစားဒီလိုပြောတာနော်အဲ့ဒါလို့မှန်ကန်တဲ့နည်းနဲ့ခုစားလိုက်မယ်ဆိုလို့ရှိရင်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တရားတွေဟာလျော့ပါသွားမှာပဲဘယ်အကုသိုလ်ပဲဖြစ်ဖြစ်ဒီအကုသိုလ်တွေဟာဒီကျွလွန်ထားတဲ့ပြစ်မှုတစ်ခုဟာအမတမဆွမ်းဆောင်မှုကြီးမားတဲ့ပြစ်မှုတွေကလွဲလို့ရှိရင်ကျန်တဲ့ပြစ်မှုတွေကလျော့ပါသွားတယ်အမတမကြီးမားတဲ့ပိဿနာရိယကံတို့လို့အဖတ္တတို့အမိတ္တတို့အဖေတ္တအမေတ္တယဟနာတ္တသံဃာသိမ့်ခွဲတာမြတ်စွာဘုရားသွေးစိမ့်တိုင်အောင်လုပ်တယ်ဆိုတဲ့အမတမကြီးလေးတဲ့အကုသိုလ်ပြစ်မှုကြီးတွေဒီပဲလဲနော်ကုသိုလ်ကောင်းမှုကြိုးစားပြုလုပ်ခြင်းဖြင့်သူတို့ရဲ့အရှိန်ဟာလျော့ပါသွားနိုင်တယ်လို့ဆိုတာအစာတတဝုထုထောက်ချီပေါ့အစာတတမင်းဟာအကယ်၍မကုစားဘူးဆိုလို့ရှိရင်အဝိဇ္ဇငရဲရောက်ဖို့ရှိတယ်သို့တော့ဘုရားကိုကြည်ညိုတဲ့စိတ်သူ့လုံးရမှားတယ်ဆိုတဲ့အမြင်မှားရင်းထားတဲ့အလုပ်တစ်ခုပေါ်မှာနောင်တရပြီးတော့ကောင်းတာတွေကိုကြိုးစားအထောက်သည့်အတွက်ကြောင့်သောတာပန်ဖြစ်ရမှာမဖြစ်တော့ဘဲနဲ့ဘဝမှာဆုံးရှုံးနေတာမှုကြီးနဲ့ကြုံပြီးတော့တေဒီချမ်းမဲ့မှာအဖတ်တတ်တဲ့ခံရောက်လောကကုန်ပြီငရဲမှာသွားပြီးတော့အကျိုးပေးမှုကိုတော့ခံရတယ်ဟောသို့တော့အဝိဇ္ဇငရဲကြတာနဲ့စာလို့ရှိရင်အမ္တမတတ်တာပဲပြောလောကကုန်ပြီငရဲလွတ်လာတဲ့အခါမှာလဲပါရမီတွေဖြစ်ကျင့်ပြီးတော့ပစ္စကဗုဒ္ဓအဖြစ်ပြိဋိဘံပြုမှာပဲ
ဒီလိုတက်တာသွားမှုတွေကိုဖြစ်ပေါ်စေတယ်ပေါ့ပြင်လို့မရတဲ့အပြစ်ဆိုတာတောင်မှပဲရှော့ပေါ်မှုရဒီလိုဆိုတာအာနန္ဒရိယကပြင်လို့မရဘူးဂရုကံကပြင်လို့မရဘူးဆိုတာတောင်ရှော့ပေါ်မှုရသွားတယ်လို့ဒီလိုဆိုလိုတာဒါကြောင့်ဒီဘုရားဘာသာရဲ့ဘုရားရဲ့အဆုံးအမဟာကုစားလို့ရတဲ့သဘာဝတရားတွေကိုကုစားပေးတာဒေဝရတ်တို့ပုဂ္ဂိုလ်မျိုးကြတော့ကုစားဖို့နီလန်ခုံသွားတဲ့အနေအထားမျိုးရောက်သွားအောင်မိုက်မဲတဲ့ပုဂ္ဂိုလ်မျိုးကရှိသေးတယ်ဒါကြောင့်မို့ဒေဝရတ်တူပဲမြတ်စွာဘုရားကအာပါယိကောဒေဝတ္တတောနေရီကောဒေဝတ္တတောဒေဝရတ်ဟာအပေကြတော့မှာပဲအတ္တိကိစ္စောကုစားလို့မရဘူးလို့ပြောခဲ့တာဆံတဲ့ပုဂ္ဂိုလ်ဒီလိုပြောတာမဟုတ်ဘူးဒေဝရတ်အဲ့ဒါလို့မြတ်စွာဘုရားဟောရခြင်းအကြောင်းကိုလည်းဘုရားကရှင်းပြတယ်ဒေဝရတ်ရဲ့တဏ္ဍမှာတဲ့တာမီပြားလေးနဲ့သို့မဟုတ်အဖျားကလေးနဲ့ထောက်ပြယုံလောက်တောင်ဖြူစင်တဲ့ကုသိုလ်ဆိုတာမကျွင်းကြံတော့ဘူးအလုံးဟာအမဲကြီးပဲဖြစ်သွားပြီအကုသိုလ်တွေကလုံးဝလွှမ်းသွားပြီလို့သူတို့ပြောတာဒါကြောင့်မို့လို့မြတ်စွာဘုရားအတ္တိကိစ္စောကပ္ပထောကဘာပါလုံးငရဲခံရမယ်လို့သူတို့ပြောတာအကယ်၍သာဖြူစင်တဲ့ကုသိုလ်အဖို့လေးအနည်းငယ်ချမ်းမယ်ဆိုရင်ဒီစကားမြတ်စွာဘုရားဟောမှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့ဘုရားဘာသာမှာလုံးဝကုသိုလ်အခြေအနေတွေကုန်ခန်းသွားတဲ့ပုဂ္ဂိုလ်မျိုးသာလဲအတ္တိကိစ္စောပြင်လို့မရတော့ဘူးကုလို့မရတော့ဘူးလို့ဒီလိုပြောတာကုစားလို့မရတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကကံတရားလေကုစားလို့ရတယ်လို့ပြောဒါမို့အပြစ်ကိုကုစားတဲ့ဒီစနစ်ဘုရားရဲ့သာသနာတော်မှာထင်ရှားရှိတယ်ကောင်းတာတွေလှုပ်ခြင်းအပြင်ကောင်းတာတွေကနေဆွဲတင်သွားနိုင်တယ်ဟောဒါကြောင့်မို့ဒုစရိုက်တရားတွေရဲ့အပြစ်ကိုဆင်ញင်သုံးသပ်လို့ဒုစရိုက်တရားတွေမဖြစ်အောင်ရှောင်ကျဉ်ပြီးတော့ကောင်းတာတွေကိုလှုပ်ခြင်းအပြင်အပယ်ဆင်းရဲကနေပြီးတော့လွတ်မြောက်ကြရတယ်ဒီကံတရားတွေကလွန်မြောက်သွားနိုင်တယ်အဲ့ဒီလိုလွန်မြောက်သွားတဲ့သေချာတဲ့ဤတနည်းကိုမြတ်စွာဘုရားကဒီသင်္ခါရမတုံမှာထပ်ပြီးတော့ဖြစ်ဆက်ပြီးတော့ဟောထားတယ်ဒုစရိုက်တရားတွေဟာမကောင်းဘူးလို့ဆင်ញင်သုံးသပ်ပြီးတော့ဒုစရိုက်တရားတွေကရှောင်ခြင်းပြီးတဲ့အခါလောဘဒေါသတွေထိမ့်ချုပ်လို့ကိုယ်တဏ္ဍာမှာမကောင်းတဲ့ဆရာကြီးဆိုးတွေမဖြစ်စေပဲနဲ့ဘဝကျင်မှာရှိတဲ့တ attva တွေအားလုံးပေါ်မှာမေတ္တာပွားမယ်ကရုဏာထားမယ်မုရိဒတရားဖြစ်ပွားအောင်ကြိုးစားမယ်ဥပိ္ပခထားမယ်မေတ္တာဇံရသည်ထိအောင်ကြိုးစားမယ်ကရုဏာဇံမုရိဒဇံတွေရလာအောင်ကြိုးစားအထောက်မယ်တ attva တွေကိုမေတ္တာပို့သမာဓိရလာလို့ရှိရင်ပထမဇံဒုတိယဇံတတိယဇံထိရောက်တယ်တရားတွေကိုကျင့်နာသနာခြင်းကရုဏာတရားမိမိတဏ္ဍာမှာတိဆောက်ပြီးတော့တမာတိနဲ့ရှင်တွဲလိုက်လို့ရှိရင်ပရမဇန်ဒုတိယဇန်တတိယဇန်ဖြစ်အောင်ရမုရိတာသူများကြီးပွားတာကိုဝမ်းသာတယ်ဆိုတဲ့မုရိတာတရားနဲ့တမာတိနဲ့ရှင်တွဲပြီးတော့သဗ္ဗရကျင့်စဉ်တစ်ခုကိုကျင့်လိုက်လို့ဇန်နေရသွားမယ်တရားတွေပေါ်မှာသိခံခြင်းခွင့်လွှတ်ခြင်းကံကံ၏အကျိုးကိုသာဆင်ញင်သုံးသပ်ပြီးတော့ကောင်းဆိုးအကြောင်းကျိုးမစင်စားတော့ဘဲနဲ့သိခံခွင့်လွှတ်တဲ့ဥပိ္ပခတရားမိမိတဏ္ဍာမှာဖြစ်ပွားမယ်ဆိုစတုထဇံတော့မဟုတ်ပင်စပဇံထိအောင်ရရှိပြီးတဲ့တမာတိနဲ့ဆွမ်းအားနဲ့လှုပ်လိုက်ပြီးဆိုလို့ရှိရင်သူပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာလက်ရှိဘဝမှာလည်းပဲအားလုံးပေါ်မှာသိခံခြင်းခွင့်လွှတ်ခြင်းအကျဉ်းနာထားခြင်းကြီးပွားလာတဲ့တရားတွေပေါ်မှာဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းတရားတွေရဲ့ပြည့်မှုတဲ့အပေါ်မှာလစ်လျူရှုနိုင်ခြင်းဆိုတဲ့ကောင်းမြတ်တဲ့မွန်မြတ်တဲ့ဖြမစိုးတရားတွေသူတဏ္ဍာမှာဖြစ်ပွားလာပြီအဲ့ဒီဖြစ်ပွားလာပြီဆိုတဲ့ဒီ
Rupa Vasara can lose it. Sandaya Sankudu. Konaga Kama Vasara Kudu de Pu Akama. Kama Vasara Kudu de Puvio Akama. Kama Vasara Kudu riga. Pamana Kata. A dinda the Kuya, Lota de Candico. Dinda Kanda Shire, Preja Kama. A dinda the Kuna Lota de Candiari. Eri Candiari, a chugu. Cut down Pesha Bido. Evdan Yamare, a Judiari, ship was. Eri Lush, Kudu Gamurigo, Julu. Eri Nine. Candiari, George Wapian Nine, to the Solura Yasaka. The Rajin in the Guru Onion Lu Yadare. The Mari Swan Arji Candiaga. Tamanda Natila Kudu Kandi, a Jurigu, shut up Peshabi, along Yamare, a Judiku, Pandi Bay like. Eri Pandi Bay Mugu, Yasaviaga, Ubamane, Yota, Titoda. Think cut Tamas. Think Kasura, Kyudin, Tamasura, Mota. Kyudin Mote Ubama. Kyudin or Mota de Bogodia. They say Yin then need any Yama. Kyudin or Mo like the Akon and Bogo, one like the Kyudin Naha. A Yalian now, run to other Lube. Kyudin Nana, a Nipa Wajan, Yalian now, run chong to other Lube. Hori Tamari saw on a Yala de. Rupa Vasara Kandayaga, Kama Vasara Kudu Kandi, Alo, Rancho Vido, Jorwana, Kangu Jorwana. Kandakuani, Kandaku, Jorwana, Disneku, Yasavia, Didotama Hota. Era Burava went to Rosini there. Gurus in the out on there. Magana, Lomi, so he loading her. Magamu. Yasavia, Hota, Magone, a chini who ship or see that day, Dodi Bowa, Yasin, Tajamu, Timagone, Agudu Kandi. Nananaman, now Maché, not Tene Social Mame, Tene Social Man, Kaune Kudu Kandi, Josa Atome solution, no. Nimi a Pico, and your other nine song, Kusan, I must have Tinine Kusara. Era Boravadama, Kusare di Meshi Umahoku. The Chava Yodalu, Payadakan Tandara, a Bidiga, a gon look on a Neo Mahoku. Boravadama. Kango Kanet Piambio Kusada. Magana Ugana Satobi. Sato Peshare, listen in a but Boravadama, Kango Lomia was in a Lomia Nemaga, now so much. Kamekaya Chinsen Sora. That's how we are yet. Maggie Shepa, a chin de ago. Oh, yeah, on me on Ginger Jogo Atolo. Man sends in Deppy now. A random mess of the Kudu, a Yayu Nami Soyangaro. Candiari Aloha. Consumba Mare Chetipo. Consumba Hare Sura. A chupi machine Tirubiolo Yana Bogoye and it had a kuchi. Alo Yagare, Seranato, Great Jirega, Yaranato Machi. Kinan Purana. A dega look at it, Kudukan, Audukan, Kani Alo Kondwavi. Kondware Sura, a chupi Malana no. Kinan Purana, no, Tabawa. Nawa, can't they gale, Nati Tambawa. At this sort of similar wrong. Ahangale, Kondwavi, at the Lemlaro, also in Peshiro Maro. Kaho le go on shen like that, not at the Lemlaro, was a PVD. Hilo Solura. Kinamburana, Nawanati Tambo. That can make a chance in the cook. Can only go on look there, Sura. Two candidates somewhere needed. Kilitari will go on. Megishaba Jindia or Jinja Yogo Atoka. I don't think that Megishaba Sure, Jindia.
စွမ်းအားမပြည့်သေးလို့ရှိရင်ပုဗ္ဗဘာကမဲ့လို့ခေါ်စွမ်းအားပြည့်သွားပြီဆိုလို့ရှိရင်လောကုတ္တရာမဲ့ဖြစ်သွားတာဒါကြောင့်ပုဗ္ဗဘာကမဲ့လို့ဆိုတဲ့ဝိပဿနာကိုရှင်းပြကြုတ်ရှင်းလိုက်ဆိုရင်ဒီစကားလောကုတ္တရာမဲ့လို့ဆိုတဲ့ကိလေသာကိုဖယ်ရှားနိုင်တဲ့စွမ်းအားတစ်ခုရရှိသွားတာလောကုတ္တရာတရားဆိုတာရှင်းရတာမဟုတ်ဘူးဝိပဿနာရှင်းခြင်းဖြစ်လာရင်ဆက်ရောက်ရတဲ့အရာသာဖြစ်တယ်ပေါ့ဒါကြောင့်မို့မျက်မှောက်ပြုရမယ်ဆက်ရောက်ရမယ်အရာတစ်ခုဝိပဿနာသမတ်ရှင်းစဉ်တစ်ခုကိုကောင်းတယ်လှုပ်ခြင်းအားဖြင့်အထုတ်ခြင်းဖြင့်နောက်ဆုံးအစွမ်းထက်တဲ့ရတ္တမက်ဆိုတဲ့ကုသိုလ်ဖြစ်ပေါ်လာတဲ့နောက်မှာဆိုကိလေသာတွေကုန်သွားပြီကိလေသာនិရောဓကမ္မនិရောဓကိလေသာတွေကုန်သွားသည့်အတွက်ကြောင့်ကံနေလည်းမရှိတော့ဘူးအကျိုးပေးနိုင်စွာမရှိတော့ဘူးကိလေသာကုန်ရင်ကံလည်းကုန်သွားတယ်ဟောဒါဗုဒ္ဓဘာသာရှင်းစဉ်မှာကံကိုကြော်လွှားယုံမြမဟုတ်ဘူးကံနေရောက်သွားတဲ့ဖယ်ရှားလို့ရတယ်အဲ့ဒါကိုရှင်အင်္ဂုလိမာလနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတစ်ပုဒ်မှာယတ္တပံပံကတံကမ္မံကုသလေနပိဋိယတိလောက်ထားတဲ့မကောင်းမှုအကုသိုလ်မှန်သမျှကိုအစွမ်းထက်တဲ့ကုသိုလ်နဲ့ပိတ်ဆို့ပလိုက်တယ်ဆိုတာရတ္တမကုသိုလ်ကိုပြောတာလောက်ခဲ့တဲ့အကုသိုလ်တွေအားလုံးကိုရတ္တမကုသိုလ်နဲ့ပိတ်လိုက်တဲ့အခါကျတော့ကိလေသာတွေကုန်သွားတာဟာပိတ်လိုက်တာပဲလေကံတွေကိုပိတ်တယ်ဆိုတာကိလေသာတွေကုန်အောင်လုပ်လိုက်တာကိလေသာကုန်လိုက်ရင်ကိလေသာဆိုတဲ့အာဘေကူညီမှုမရှိသည့်အတွက်ကြောင့်ကံတရားသည်အကျိုးပေးနိုင်စွာမရှိဘူးပရိစ္ဆေသမုပ္ပါဒ်မှာကြည့်ကံနဲ့ကိလေသာနှစ်ခုပေါင်းပြီးတော့မှဘဝတစ်ခုကိုထုတ်လုပ်တယ်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏဆိုတဲ့ဒီစကားကိုကြည့်လိုက်အဝိဇ္ဇာဆိုတာကိလေသာသင်္ခါရဆိုတာကံအဲ့ဒီအဝိဇ္ဇာနဲ့ကံနှစ်ခုပေါင်းပြီးတော့မှဝိညာဏလို့ဆိုတဲ့ဘဝတစ်ခုကိုစပြုအဲ့ဒီအတိုင်းပဲနောက်ပိုင်းကိုကြည့်လိုက်ရင်လေဥပါဒနာပစ္စယဘဝပစ္စယဇာတိဟောဥပါဒနာဆိုတာကိလေသာဘဝဆိုတာကံအဲ့ဒီကံကိလေသာနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့မှဇာတိဆိုတာဘဝတစ်ခုဖြစ်ပေါ်လာမှုလားဒါကြောင့်မို့ဘယ်နေရာပဲဖြစ်ဖြစ်ကံနဲ့ကိလေသာနှစ်ခုပေါင်းပြီးတော့အလုပ်လုပ်ကြတာအဲ့ဒီမှာကိလေသာဆိုတာကိုဖျက်လိုက်လို့ရှိရင်ကံဆိုတာမလာတော့ဒါဗုဒ္ဓဘာသာရဲ့အပြစ်ကိုကုစားတဲ့နည်းမှာအသေးချာဆုံးဖြစ်တဲ့အပြစ်ကိုကုစားတဲ့နည်းတစ်နည်းပဲဟောဉာဏ်ဖြစ်အောင်ကျင့်ကြံကြုတ်ကိုရတ္တမရခြင်းဖြစ်အပြစ်ခတ်သိမ်းကလွတ်ကင်းသွားတယ်လို့ဒီနည်းသာလည်းရှိဘုရားသခင်ကခွင့်လွတ်လို့အပြစ်လွတ်တယ်ဆိုတာမျိုးလက်တွေ့မကြတဲ့အပြောတတ်တဲ့ညတာဖြစ်တယ်ပေါ့အဲ့တော့လက်တွေ့ကြတဲ့အလုပ်ကလုပ်ဖို့ရတာပြစ်မှုတစ်ခုကျူးလွန်ထားရင်ဒီပြစ်မှုတစ်ခုအတွက်နောင်တရမယ်ထိုနောင်တကိုအကြောင်းပြုပြီးမကောင်းဘူးဆိုတာကိုသိထားပြီမကောင်းတာကိုမဖြစ်အောင်နောက်ထပ်ရှောင်ခြင်းနဲ့ကောင်းတာတွေကိုဆက်လို့ကြိုးစားတယ်ကြိုးစားခြင်းအဖြစ်မကောင်းတဲ့ပြစ်မှုတစ်ခုလွန်မြောက်သွားတယ်မကောင်းတဲ့ပြစ်မှုတွေမကဘူးအဆင့်ဆင့်ကံတရားတွေကိုလွန်မြောက်အောင်ကြိုးစားတယ်နောက်ဆုံးမှာကံတရားမှန်သမျှကိုရုပ်သိမ်းနိုင်တဲ့စွမ်းတတ္တိရှိတယ်ပယ်ဖြတ်နိုင်တဲ့စွမ်းတတ္တိရှိတဲ့ရတ္တမဉာဏ်ရသည်ထိအောင်ကြိုးစားအထုတ်တယ်အဲ့လိုကြိုးစားခြင်းဖြင့်အပြစ်ကိုကုစားခြင်းဆွဲရှားပြီးတော့လုံးဝကင်းစင်တဲ့အပြစ်ကုစားခြင်းအပြစ်ကင်းတဲ့ဘာမှလုံးเสียမရှိလို့အပြစ်လုံးဝကင်းစင်သွားတဲ့အနေအထားမျိုးဟာအရတ္တမရပြီးတဲ့နောက်မှာပေါ်ထွန်းလာမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဋ္ဌပေါင်းတို့တခြားဘာသာတွေနဲ့မတူတဲ့ဗုဒ္ဓဘာသာရဲ့အပြစ်ကုစားခြင်းဆိုတဲ့ဤစနစ်ကိုမှန်မှန်ကန်ကန်မှတ်သားပြီးတော့ပုရုဇဉ်ပုဂ္ဂိုလ်မှန်သမျှမကောင်းမှုဆိုတာပြစ်မှုဆိုတာကျွလွန်ခဲ့မိတတ်တယ်အဲ့ဒီကျွလွန်မိတဲ့ပြစ်မှုတွေမကောင်းမှုဆိုတာကိုအလေးနဲ့ထားစဉ်းစားလို့ရှောင်ရှားခြင်းကောင်းတာတွေကိုကြိုးစားအားထုတ်ခြင်းနောက်ဆုံးမှာအရဟတမေကုသိုလ်ရအောင်ကြိုးစားအားထုတ်ခြင်းဖြင့်ကံဆိုးတွေရောကံကောင်းတွေရောကံမှန်သမျှကိုဖြတ်သိမ်းနိုင်တယ်ဖြတ်သိမ်းခြင်းဖြင့်အပြစ်အားလုံးကလွတ်မြောက်ပြီးတော့အပြစ်ကင်းစင်တဲ့ပုဂ္ဂိုလ်ဘဝရောက်အောင်
ထို့ရပြီကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တန်ချုံများစွာခေယံကွာချမ်းသာကြပါစေတတ္တဝါများစွာခေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံဟုတ်ပါဘူးငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာဟုတ်ပြီချမ်းသာတို့ရဆန္ဒပြည့်ပါစေသာဓုခေသဘောလန္တဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟု